Kitty ပါရှင်အခုခီတို့တွေအကြောင်းနဲ့လည်းပြန်ဖွင့်တော့မှာဆိုတော့ဒီ blog ကလေးကအလုံးစိတ်ဝင်စားနေကြတဲ့ Kitty ရဲ့အကြောင်းတို့ပစ္စည်းလေးတွေကို unbox လုပ်ပြမယ့် blog ကလေးပဲဖြစ်ပါတယ်ဒီ unboxing video လေးမတင်ခင်နဲ့Kitty ရဲ့ video comment တွေမှာ Kitty ရဲ့အကြောင်းတို့ပစ္စည်းလေးတွေကိုပြပေးပါ unboxing video တင်ပေးပါဆိုပြီးတော့ comment လေးမှတ်ထားကြတွေ့ပါတယ်အဲဒီအတွက်ကြောင့်မလို့အားလုံး Kitty ဒီ blog ကလေးထဲမှာတစ်ခါ reply ပြန်ပေးလိုက်ပါတယ်နော် the first one အနေနဲ့ကတော့ Kitty school backpack ကလေးကိုအရင် unbox လုပ်ပြပါမယ်ဒီလွယ်လေးကတော့ Kitty ဒီနှစ်ကိုပေါ့နော်အပြင်မှာကိုယ်တိုင်သွားရွေးပြီးတော့ဝယ်လာခဲ့ရလေးပါအားလုံးလည်းမြင်တဲ့အတိုင်းပါပဲ Kitty ဆိုတဲ့အတိုင်းပဲပေါ့နော် Kitty Hello Kitty အရင်ကြိုက်တာမလို့ Hello Kitty လည်းအဲ့လေးဒီနှစ်ကိုတော့ဝယ်ခဲ့ပါတယ်အရောင်လေးကတော့ Kitty ပန်းရောင်လေးပဲယူခဲ့ပါတယ်ရှင်ပန်းရောင်အနုလေးဆိုတော့အပေသေးတော့မခံဘူးပေါ့နော်ဒါပေမဲ့လည်းကိုသဘောကျရဲ့လွယ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တိတိကျကျလေးတော့ကိုင်ရပါမယ်သူကားစီးနဲ့အကန့်3ကန့်ပါပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ပုံမှန်လွယ်တွေထက်တော့ size ကအနည်းငယ်လေးတော့သေးပါတယ်ဒါပေမဲ့ A4 size စာအုပ်တွေလည်းဆက်နေဆိုလို့ Kitty တွေ size မှာပဲပေါ့နော်တိကျလေးထည့်ကြည့်ပြီးတော့ဝယ်လာခဲ့တာပါအနောက်ဘက်ခြမ်းလေးကိုလည်း Kitty တိကျလေးပြပေးထားပါတယ်တိကျကြည့်မယ်ဆိုလို့ရှိရင်သူကပန်းရောင်မျိုးမဟုတ်ဘဲနဲ့အဲ့ရဲ့အသားမက Hello Kitty design လေးတွေပါပါတယ်အရှိမကျတော့ဒီလိုမျိုး Hello Kitty ကောင်းလေးနှစ်ကောင်းပါတယ်ပေါ့နော်အရင်ချစ်စရာကောင်းပါတယ်ဒါကတော့ size လေးကိုသိရအောင်ဆိုပြီး Kitty လွယ်ကြည့်ထားရလေးပါဒီနေ့ကတော့ Kitty လုံးဝကိုယ်အကြိုက်ပဲပေါ့နော်ဒီနေ့ရလို့မဟုတ်ဘဲနဲ့နေ့တိုင်းကတော့ Kitty အကြိုက်တွေပါပဲဒါပေမဲ့ဒီနေ့အတွက်ကတော့ Kitty အကြိုက်ဆုံးဖြစ်တယ်လို့ထင်နေပေါ့နော်တချို့တွေကအကြောင်းမှရှိရပေါ့နော်ချစ်စရာကောင်းတဲ့ပစ္စည်းလေးတွေနဲ့ပန်းရောင်ပစ္စည်းလေးကလို့ရှိရင်ကြည့်မရကြပါဘူးဒါပေမဲ့လည်း Kitty ကတော့ဘယ်သူမှ view ဆိုင်နေမှာမဟုတ်ဘူးပေါ့နော်နောက်ထပ်အနေနဲ့ကတော့ Kitty stationery လေးတွေကို unbox လုပ်ပြပါမယ်အရင်ဆုံးတော့ Kitty pencil case လေးတွေကိုပြပေးပါမယ်ဒီနေ့ကတော့ Kitty pencil case ကနှစ်ဘိုးဖြစ်သွားရပေါ့နော်ဒါလေးကတော့ပထမတစ်ခုပဲဖြစ်ပါတယ် Kitty ဒီ pencil case လေးကိုတေချာလေးပြပေးပါမယ်အရောင်လေးကတော့စင်ဆွေရောင်မကြအဖြူမကြလေးပေါ့နော်ဒီဇိုင်းလေးကတော့လာဖို့ဒီဇိုင်းလေးပါဒီ pencil case ကကြတော့ Kitty မိဘရဲ့ဝယ်ပေးထားပါ Kitty ကြိုက်တဲ့ဒီဇိုင်းလေးပေါ့နော်ကိုယ့်ဘာကိုရွေးယူလာပါဒီဇိုင်းလေးကဖောင်းဖောင်းလေးနဲ့အိတ်ကတော့အလုံးပေါင်း3ကန်းတော့ပါပါတယ်အကြီးလေးကတစ်ကန်းပေါ့နော်အထဲမှာဆိုလို့ရှိရင်လည်းဘောပိနေခဲတဲ့နေအများကြီးထည့်လို့ရဖြစ်တဲ့ကြောင့်မလို့ Kitty ကတော့တော်တော်လေးသဘောကျပါတယ်နောက်ထပ်အိတ်ကလေးကတော့ Kitty တော်တော်ဝယ်ပေးထားတဲ့ Kitty ပန်းရောင်အိတ်လေးပဲဖြစ်ပါတယ်ဒီ pencil case ကကြတော့ Kitty တော်တော်က Kitty တို့စာအုပ်တွေသွားဝယ်ရင်းနဲ့ဒီ Kitty အိတ်ကလေးက Kitty ကိုသတိရသွားပြီးတော့ပေါ့နော်ကြိုက်မယ်ထင်နေဆိုပြီးတော့ထပ်ပြီးတော့ဝယ်လာပေးတာပါအဲ့ဒါနဲ့ပဲ Kitty လေးဒီနေ့အတွက်ကတော့ pencil case နှလုံးရသွားပါတယ်အဲ့တော့ Kitty ကြောင်းပေး pencil case လေးအရင်ကင်သွားရမလဲဆိုတာကိုအားလုံးပဲ comment လေးမှာအကြံပေးခဲ့ကြပါအောင်နော်နောက်ထပ်အနေနဲ့ကတော့ဘောပင်ဘူးလေးပါဒါကတော့ Kitty အမြဲသုံးနေကြတဲ့စိတ်လေးပေါ့နော် Kitty ဘောပင်ပါတဲ့စိတ်သုံးလဲဆိုတာတော့ဒီမှာတစ်ခါတည်းပဲဖြည့်ပေးလိုက်ပါတယ်နော်နောက်ထပ်အနေနဲ့ကတော့ဆောင်းဝိုင်းချမ်းတို့သုံးနောက်ကျင်တွေလို့အဆုံးပါတဲ့အထုပ်လေးပါပြီးရင်တော့နောက်ထပ် pencil case လေးပဲပေါ့နော်ဒါကတော့ Kitty ကျူရှင်သုံးဖို့အတွက်ဆိုပြီးတော့ဝယ်ထားပါဒီဇိုင်းကတော့လုံးဝရိုးရိုးရှင်းရှင်းလေးပါပဲနောက်ထပ်အနေနဲ့ကတော့ရေးစာအုပ်လေးတွေပါ Kitty ကတော့ Demand စိတ်နဲ့ Top Choice နှစ်ခုပေါ့နော်သုံးပါတယ်ဒီ Top Choice ကကြတော့ Kitty ပုံမှန်သုံးနေကြစာအုပ်တွေနဲ့တော့မတူပါဘူးသူက6အုပ်ပဲပါတယ်ပေါ့နော်ဒါပေမဲ့အထူးကတော့တခြားစာအုပ်တွေထပ်ပို့ပြီးထူပါတယ်ဒီစာအုပ်တွေကိုကြောင့် Kitty တင်ချောင်း1 2နဲ့သိပ္ပံဘာသာရပ်ဒီမှာသုံးဖို့ဆိုပြီးတော့ Kitty တော်တော်ဝယ်ပေးထားပါနောက်ထပ်အနေနဲ့တော့ Kitty ကိုမဘူးနဲ့ခု notebook ကလေးဝယ်ထားရပေါ့နော်အဓိက note တွေကိုချရေးဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် diary စာအုပ်အနေနဲ့ပဲသုံးဖို့ပဲဖြစ်ဖြစ်ပေါ့နော် Kitty အဆင်ပြေအောင်သုံးဖို့ဆိုပြီးတော့ဝယ်လာခဲ့ပါတယ်နောက်ထပ်အနေနဲ့ကတော့ Kitty တူလီမုတ်စာလေးတွေကိုပြပေးပါမယ်ရှင်ပထမဆုံးတစ်ခုကတော့ Kitty မြေဖူးသေးရဲ့သစိမ့်နဲ့ဘောပင်လေးပါနောက်ထပ်ကတော့ Kitty ခဲသားဘောပင်လေးနဲ့ချောင်းဝယ်လာပါတယ်ပြီးရင်တော့ line pad နဲ့ correction mark လေးလည်းဝယ်လာပါတယ်ပြီးရင်တော့ခဲပြက်ရဲ့ခဲဆန်ဘူးရဲ့နောက်ဆုံးအနေနဲ့ကတော့ထောက်ချုံလေးနဲ့ပေလန်လေးပဲဖြစ်ပါတယ်ထောက်ချုံကိုလည်း Kitty ပန်းရောင်လေးပဲဝယ်လာလိုက်တယ်ပေါ့နော်ဒါပေမဲ့ Kitty မှာအရင်နှစ်ထဲကသုံးလာတဲ့ထောက်ချုံဘူးလေးကျန်ပါသေးတယ်အရင်နှစ်ထဲကဆိုပေမဲ့အကောင်မရှိသေးရမလို့ Kitty ကတော့အပေါ်ကနေအလှဆင်ထားပါတယ်နောက်ထပ်အနေနဲ့ကတော့ Kitty တေချာမပြရသေးလို့ပေါ့နော် Kitty တငယ်ချင်းလက်ဆောင်ပေးထားတဲ့ Hello Kitty ကလေးလေးပါပြီးရင်တော့ပသိမ်ကနေအပြန်ခေရိုးဝယ်လာတဲ့ Sinky ချင်းလေးပါအဲ့ဒါလည်းအိမ်မှာတက်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေရပါနောက်ဆုံးတစ်ခုကတော့ငွေတောင်းအပြန်ဝယ်လာတဲ့ခေခွေချင်းလေးပါဒီတစ်ခုကတော့ Kitty ကျောင်းကတငယ်ချင်းတယောက်ကိုလက်ဆောင်ပေးဖို့ပေါ့နော်ဒါလေးတွေကတော့ Kitty ဒီနေ့အတွက် Kitty ရဲ့ stationery လေးပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ Kitty ထပ်ပြီးတော့ unbox လုပ်ပြမှာတော့Kitty တို့ကျောင်းကဒီနေ့ကတချင်းကျောင်းဖြစ်သွားတဲ့အတွက်ကြောင့်မလို့ထမင်းဘိုးတွေပါထပ်ဝယ်လိုက်ရပါတယ် Kitty ဒီ unboxing blog ထဲမှာပဲတစ်ခါလေးပဲပေါ့နော်တပုတ်ထဲပြီးသွားအောင်ဆိုပြီးတော့အကုန်လုံးပြပေးလိုက်တာပါဒါလေးကတော့ Kitty ရဲ့ရေဘူးလေးပေါ့နော်သူ့ရဲ့အရာကြောင့်အမဲရောင်နဲ့ခဲရောင်လေးဆက်ထားပါတယ်ဟန်ပလင်းတော့မ
ဟုတ်ပါဘူးကော်မာသားနဲ့ပေါ့နော်ဖန်ဆိုရင်ခီတီနဲ့မကိုက်ပါဘူးနောက်ထပ်အနေနဲ့ကတော့ lunch box လေးပါထမင်းဘူးကိုကြောခီတီကထမင်းအများကြီးစားရသူဆိုတော့ထမင်းဘူးစိုက်ကြည့်တာကိုပဲရွေးရတယ်ပေါ့နော်တေးသေးပစ္စည်းလေးတွေကပိုပြီးချစ်စရာကောင်းနေဆိုပေမဲ့ခီတီကတော့ဒီအကြီးဆိုင်နဲ့မှာပဲကိုက်မှာပါဒီတဘိုးဆိုရင်အစုံပဲပေါ့နော်ဇွန်ခင်းလည်းပါတယ်ငပိတောင်းထဲဖို့အတွက်ဘူးလည်းပါတယ်ဆိုတော့ခီတီနဲ့ကွက်တီပါနောက်ဆုံးကတော့ထမင်းဘူးနဲ့ရေဘူးထဲဖို့အတွက်ချင်းတောင်းလေးပေါ့နော်ချင်းတောင်းကတော့ခီတီအကြိုက်မတွေ့ပါဘူးဒါရှိရလေးပဲယူခဲ့ရပါ last one အနေနဲ့တော့ဒီ3ဆင့်စင်လေးပဲဖြစ်ပါတယ်ဒါတော့ခီတီစာအုပ်တွေထားဆက်နေရမရှိတော့လို့ဝယ်လိုက်ရတာပါဒါဆိုရင်တော့ခီတီရဲ့ဒီနေ့ unbox လုပ်ပြပစ္စည်းလေးအားလုံးကတော့အကုန်လုံးပြီးသွားပါပြီခီတီရဲ့အကြောင်းသုံးပစ္စည်းလေးတွေကိုပြပေးဖို့အတွက်ပြောနေကြသူလေးတွေကိုလည်းဒီဗီဒီယိုလေးရနေတဲ့စဉ်အားလုံးပြပေးလိုက်ပါတယ်ဒါဆိုရင်တော့ခီတီရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် vlog လေးမှာပြန်တွေ့ပါမယ်နော် bye bye